ဇလန်ရဲ့အစမှာတော့ကျွန်တော်တို့က BC 1000ဝန်းကျင်အစ္စရေးနိုင်ငံရဲ့အီလာဆိုတဲ့ဂျိုင်ဝမ်တစ်ခုစီကိုရောက်သွားပါတယ်ဒီနေရာမှာအစ္စရေးနဲ့ဖိလိတိစစ်တပ်ကြီးနှစ်ဖက်မျက်နှာချင်းဆိုင်စစ်ခင်းနေကြတဲ့အရာကိုတွေ့ရမှာပါလေတုကတိတ်ဆိတ်နေပြီးတော့မှကြောက်မက်ပွယ်ကောင်းတဲ့ဖိလိတိဘလူးကြီးဂေါလိယတ်ကအစ္စရေးတွေကိုစိန်ခေါ်နေပါတယ်အဲ့ဒီအချိန်မှာအစ္စရေးဘက်ကလူငယ်လေးတစ်ယောက်ကထွက်လာပါတယ်သူ့နာမည်ကတော့ဒေးဗစ်ပါလက်ထဲမှာလောက်လေးတစ်လက်နဲ့ကြောက်ခဲငါးလုံးပဲပါပါတယ်ဒါပေမဲ့ဒီဇလန်ကထူးခြားချက်တစ်ခုရှိပါတယ်ကျွန်တော်တို့တွေသိထားသလိုဒေးဗစ်ကချက်ချင်းနိုင်သွားတာမျိုးကိုမပြခဲ့ပါဘူးဒေးဗစ်ကဂေါလိယတ်စီကိုပြေးဝင်သွားတဲ့အခါမှာဂေါလိယတ်ကလန်နန်ကြီးတစ်ခုနဲ့ပစ်လိုက်ပါတယ်ဒေးဗစ်ကရှောင်လိုက်ပြီးမဲ့လန်သွားကသူ့ရဲ့နဘေးကိုဖြတ်ထိသွားပြီးတော့ဒေးဗစ်ကလဲကျသွားပါတယ်ပြည်သက်ကြီးရင်ထိတ်သွားမဲ့ဒီအခန်းမှာပဲဇလန်ကရက်သွားပြီးတော့လွန်ခဲ့တဲ့တစ်နှစ်ခန့်ဆိုပြီးတော့မှအချိန်ကိုပြန်ပြီးတော့မှတည်ထားပါတယ်ဇလန်ကပက်လင်မျိုးလေးကိုပြောင်းသွားပါတယ်ဒီနေရာမှာဒေးဗစ်ကတိုးချောင်းနေတဲ့လူငယ်လေးတစ်ယောက်ပဲရှိနေပါသေးတယ်သူကတိုးတွေကိုစောင့်ရှောက်ရင်းစောင်းတီးပြီးတော့တချင်းဆိုရတာကိုဝါသနာပါတဲ့သူပါဒါပေမဲ့သူ့ရဲ့မိသားစုအခြေအနေကတော့တိတ်ပြီးမကောင်းလာပါဘူးဒီဇလန်မှာစက်အိတ်တည်ထားပုံအရဒေးဗစ်ဟာအဖေဖြစ်သူဂျက်စီနဲ့သူ့အကိုရဲ့အနိုင်ကိုခံနေရတဲ့သူပါ။ဘာကြောင့်လဲဆိုတော့ဒေးဗစ်ရဲ့အမေနက်ဇဗက်ဟာဂျူးလူမျိုးစစ်စစ်မဟုတ်ဘဲနဲ့တပါးအမျိုးသားတစ်ယောက်ဖြစ်နေလို့ပါ။ဒေးဗစ်ကိုတရားမဝင်ရထားတဲ့ကလေးလို့သူတို့ကသတ်မှတ်ထားကြလို့ပါ။သူ့အဖေဂျက်စီကဒေးဗစ်ကိုမြင်ရင်တိတ်ဆုံးသွားပြီဖြစ်တဲ့သူ့ရဲ့မိန်းမကိုတတိယလာပြီးတော့စိတ်နာရတဲ့အတွက်ဒေးဗစ်ကိုအိမ်နဲ့အဝေးမှာထားပြီးတော့တောထဲမှာပဲသူ့ကြောင်ခိုင်းထားလေးရှိပါတယ်။ဒီနေ့မှာတော့တောထဲကသူ့ကြောင်နေတော့ The Old Kingmans လို့သူတို့တင်စားကြတယ်။ရှင်သေကြီးတစ်ကောင်ရောက်လာပါတယ်။ရှင်သေကြီးကတိုးတွေကိုကိုက်ဖို့လုပ်နေတဲ့အချိန်မှာဒေးဗစ်ကကြောက်ရွံ့ခြင်းမရှိဘဲနဲ့လောက်လေးနဲ့ပဲပြစ်ဒုံးနဲ့ရိုက်ပြီးတော့မှတိုးလေးတွေကိုကယ်တင်လိုက်ပါတယ်ဒါပေမဲ့ချင်းသိကြီးကထွက်ပြေးသွားပြီးတော့ဒေးဗစ်ကိုရန်ညိုးဖွဲ့တယ်လို့ကြည်သွားခဲ့ပါတယ်နောက်တစ်ခါမှာတော့အစ္စရေးရဲ့ပထမဆုံးဘုရင်ရှောလူမင်းရဲ့အခန်းကိုပြထားပါတယ်ဆောလ်ဟာအရက်ရှည်ပြီးခန့်ညားထဲသွားတဲ့စစ်ဘုရင်တစ်ပါးပါသူဟာသူ့ရဲ့သားတော်အိရှေမင်းဂျော်နသန်နဲ့အတူအာမလက်လူမျိုးတွေကိုတိုက်ခိုက်နေတာကိုတွေ့ရပါပါအာမလက်ဘုရင်အာဂတ်ဆိုတာလူသားစားတဲ့ဆုံးကိုဘုရင်တစ်ပါးလို့ဇကားထဲမှာပုံဖော်ထားတာရှိပါတယ်ဘုရားသခင်ရဲ့ prophet Samuel ကနေတဆင့်ဆောလ်ကိုအမိန့်ပေးခဲ့တာကအာမလက်တွေကိုအကုန်တိုက်ရမယ်ဘာပစ္စည်းမှလည်းမယူရဘူးအာဂတ်ကိုအရှင်ထားလို့မရဘူးဆိုပြီးတော့မှပြောခဲ့ပါတယ်ဒါပေမဲ့စစ်ပွဲနိုင်သားတဲ့အခါမှာတော့ဆော့ကမာနဝင်သွားပြီးတော့သူကဘုရားသခင်ရဲ့အမိန့်ကိုဖီဆန်ပြီးအာမလက်ဘုရင်အာဂတ်ကိုအရှင်ဖမ်းထားလိုက်ပါတယ်ပြီးတော့ကောင်းမွန်တဲ့သရိတ်ဆန်တွေကိုမဖြတ်စည်းပဲတိမ့်ပိုက်လိုက်ပါတယ်အဆိုးဆုံးကတော့သူဟာစစ်နိုင်တဲ့အထိမ့်မှန်အနေနဲ့ကြောက်တိုင်ကြီးတိုင်းကိုထုပြီးတော့သူ့ကိုယ်သူဂုံပြူလိုက်တာပါသူ့ရဲ့စိတ်ထဲမှာတော့ငါဟာအစ္စရေးကိုကယ်တင်လိုက်တဲ့ဘုရင်ပဲဆိုပြီးတော့မှမန်နေတက်နေတဲ့အချိန်မှာဆော့ဘုရင်ကဂိလဂါမှာအောင်ပွဲခံစားတော့ပွဲကြီးကျင်းပနေတော့ prophet ကြီး Samuel ကရောက်ချလာပါတယ်ဒီလူကရုတ်တရက်အေးဆက်သွားပြီးတော့ Samuel က Saul ကိုကြည့်ပြီးတော့ဖျားသခင်ရဲ့စကားကိုနားထောင်ခြင်းကရစ်ပူဇော်ခြင်းတဲ့ပို့ပြီးတော့မှကောင်းမြတ်တယ်ဆိုတဲ့အရာကိုပြောပြီးတော့ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ် Saul ကစင်ဂျီရီကိုအမျိုးမျိုးပေးဖို့စူးစမ်းပြီးမြဲ Samuel ကလုံးဝလက်မခံခဲ့ပါဘူးမင်းကဖျားသခင်ရဲ့စကားကိုပယ်တဲ့အတွက်ဖျားကလည်းမင်းကိုဘယင်အဖြစ်ကနေပယ်လိုက်ပြီလို့ပြင်ညာလိုက်ပါတယ်ဒီစကားက Saul ရဲ့ရင်ဘတ်ကိုမိုးကြိုကြီးပစ်ချလိုက်တယ်လို့ပါပဲ Samuel ကဖမ်းထားတဲ့အာမလက်ဘယင်အာဂတ်စီကိုရှောက်သွားပြီးတော့ခါကနေဓာတ်ကိုဆွဲထုတ်ကအာဂတ်ကိုအပိုင်းပိုင်းခုတ်ဖြတ်လိုက်ပါတယ်တွေးပြန်ကျဲသွားပြီးတော့ပွဲတစ်ခင်လုံးတိတ်ဆိတ်ငြိမ်သက်သွားပါတယ်ဆမ်မြူရယ်ထွက်သွားတဲ့အခါဆောကသူ့ဝတ်စုံကိုဆွဲထားဖို့ကြိုးစားရင်းဝတ်စုံအစားကပြဲထွက်သွားပါတယ်ဒါကဆောရဲ့နိုင်ငံတော်ကြီးပြိုကွဲမဲ့နမိတ်ကအဲ့ဒီကနေစတင်လာတာပါအဲ့ဒီအချိန်မှာဆောရဲ့သားတော်ဂျောနသန်ကဖခင်ဖြစ်သူရဲ့လောက်ရက်တွေပေါ်စိတ်မကောင်းဖြစ်နေပါတယ်ဂျောနသန်ကဖျားသခင်ကိုကြောက်ရွံ့ယိုသေးတဲ့သူပါသူကနေဇက်ဘတ်ဖိလိတိလူတွေရဲ့လှုပ်ရှားမှုကိုတွားရောက်စုံစမ်းมาတော့တယ်ပျက်စီးတဲ့ရွာရကိုရောက်တဲ့အခါအလောင်းတွေကပြန့်ကျဲနေပြီးတော့အသက်ရှင်တဲ့သူဆိုလို့ကလေးငယ်တယောက်ကိုပဲတွေ့ပါတယ်ဒီနေရာမှာထူးခြားတာကလူလက်ဝါးရအကြီးကြီးတစ်ခုကိုနယံပေါ်မှာတွေ့လိုက်ရတာပါဒါကတာမန်လူမဟုတ်ဘူးဘလူးတွေပါဝင်ပတ်သက်နေပြီဆိုတာကိုဂျော်နသန်ရိပ်မိလိုက်ပါတယ်ဖိလိတိဘုရင်အခက်ဟာအစ္စရေးကိုတိုက်ခိုက်ဖို့ဘလူးတွေကိုစုဆောင်းနေပြီဆိုတာကိုသိလိုက်ရပါတယ်ဘုရားသခင်ရဲ့ဗိသိက်ကဆောစီကနေထွက်ခွာသွားတဲ့အခါမှာတော့ဘုရင်ကြီးဆောကစိတ်ဝေဒနာကိုစတင်ခံစားရပါတယ်ညဘက်တွေဆိုရင်အိတ်မပျော်ပဲထယောင်ထင်မားတွေမြင်လာပါတယ်သူ့ရဲ့နန်းတော်ကြီးမီးလောင်နေတာသူ့ရဲ့သားဂျော်နသန်စစ်ပွဲမှာတည်ဆုံးတဲ့အဖြစ်အပျက်တွေကိုအိမ်မက်ဆိုးတွေအဖြစ်စတင်မြင်မှတ်လာရပါတယ်ညမှာတော့ဆောကစိတ်ဖောက်ပြန်ပြီးနန်းတော်ထဲမှာဓာတ်တလက်နဲ့ရှောက်သွားနေပါတယ်သူ့ရဲ့မျက်စိရှိမှဆမ်မြူယ်ကိုမြင်အောင်ပြီးငါနိုင်ငံကိုဘယ်သူမှမယူနိုင်ဘူးလို့အော်ဟစ်ပြီးတော့လန်နဲ့ပစ်ပေါက်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလန်ကဆမ်မြူယ်ကိုမဟုတ်ဘဲနဲ့အနားမှာရှိတဲ့သူ့ရဲ့သားငယ်လေးယူဇာယာကိုထိမှန်ပြီးပွဲချင်းပြီးဆုံးသွားပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မိဖုရားကြီးအဟိနောင်နဲ့ဂျော်နသန်တို့ဟာထိတ်လန့်တုန်လှုပ်သွားရပါတယ်ဆောကသူ့သားအရင်ဂျော်နသန်ကိုတောင်တတ်မိမလို့ဖြစ်ခဲ့ပြီးမှအတိပြန်ဝင်လာတာပါအစ္စရေးရဲ့ဘုရင်ကြီးဟာအခုချိန်မှာထိန်းချုပ်မရဘဲနဲ့အယူတပိုင်းဖြစ်နေပါပြီနောက်တစ်ခါမှာတော့ဒေးဗစ်ဘက်ကိုပြန်ပြီးပြပါတယ်ဒေးဗစ်ကအိမ်ကိုပြန်ရောက်တော့အဗာနဲ့တွေ့ပါတယ်အဗာကဒေးဗစ်ကိုအရန်ချစ်တဲ့ကလေးမလေးပါဒါပေမဲ့ရုတ်တရက်ဆိုသလိုချင်းသိန်းကြီးကအိမ်ထဲထိကိုဝင်လာပြီးအဗာကိုရန်ရှာပါတော့တယ်ဒေးဗစ်နဲ့အဖေဂျက်စီတို့ဝိုင်းပြီးတော့ချင်းသိန်းကို6လက်လို့အဗာကလွတ်သွားပေမဲ့
ဒေးဗစ်ကအဲ့ဒီချင်းသိကြီးကိုအရှင်ထားလို့မဖြစ်တော့ဘူးဆိုတာကိုသိလိုက်ပါတယ်အဲ့ဒါနဲ့သူကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်သူ့အဖေကမသွားနဲ့သားပြီးမဲ့ဒေးဗစ်ကလုံးဝလက်မခံပါဘူးကြောက်ရွံ့ခြင်းကရင်သူပဲဆိုပြီးတော့ဒေးဗစ်ကချင်းသိခိုအောင်ရဂူကြီးကိုခြေရခံလိုက်သွားပါတယ်ညအချိန်မောင်မိုက်နေတဲ့အချိန်မှာဂူထဲမှာမီးတို့တစ်ချောင်းကိုကန်ရင်ဒေးဗစ်ကဝင်သွားပါတယ်သူ့စိတ်ထဲမှာကြောက်နေပေမဲ့ကျန်းစာထဲကအာရုံရဲရင်ချင်းရှိလို့ဆိုတဲ့ကျမ်းပိုက်ကိုရွတ်ဆိုပြီးတော့အတင်းထားပါတယ်ဂူထဲကအမောင်ထုတွေကြားမှာချင်းသိကြီးရဲ့ဟိန်းတန်ကိုကြားလိုက်ရပါတယ်ရုတ်တရက်ချင်းသိကဒေးဗစ်ကိုခုံအုပ်လိုက်ပါတယ်မီးတို့ကလွတ်ကျသွားပြီးတော့အမောင်ထဲမှာလူနဲ့တရိတ်ဆန်လုံထွေတပုတ်ကြတဲ့အရာကိုပြပါတယ်ဒေးဗစ်ကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့မှချင်းသိရဲ့လေပင်ကိုထိုးဆိုင်ဖို့ကြိုးစားပါတယ်ဒေးဗစ်ရဲ့အမေနဇဘက်ဟာလည်းအရင်တော့ကဒေးဗစ်ကိုကာကွယ်ရင်းချင်းသိလက်ချက်နဲ့ပဲတည်ဆုံးခဲ့ပုံရပါတယ်ဒါကဒေးဗစ်အတွက်လက်စားခြေပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဒေးဗစ်ကချင်းသိကြီးကိုအနိုင်ယူလိုက်နိုင်ပါတယ်မိုးလင်းတဲ့အခါမှာတော့ဒေးဗစ်ကဂူဝကနေပြန်ထွက်လာပြီးတော့သူ့တကူလုံးမှာချင်းသိသွေးတွေပြကျနေပြီးတော့လက်ထဲမှာချင်းသိရဲ့ခြေသေးကိုကင်ဆောင်လာပါတယ်မနက်ခင်းနေရအောက်မှာဒေးဗစ်ကအောင်နိုင်သူတယောက်အနေနဲ့ကောင်းကင်ကိုမော့ကြည့်ပြီးကြားဟင်းတယ်လို့အော်ဟစ်လိုက်ပါတယ်ဒါကတိုးချောင်းသားဘဝကနေစစ်တီတော်တယောက်အဖြစ်ပြောင်းလဲသွားတဲ့အခိုက်အတန့်မှာချိန်ထဲမှာပဲ Prophet Samuel ကသူ့တပည့်ကိုပြောလိုက်တယ်ငါတို့ကခီးဆက်မယ်ရသခင်ရေးချက်ထားတဲ့ဘုရင်အစ်စ်ကိုရှာဖို့သွားကြစို့ဆိုပြီးတော့မှပြောလိုက်ပါတယ်